အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ future tense ရဲ့အသုံးလေးကိုအတူတူလေ့လာကြရအောင်ကြိုတင်စီစဉ်ထားတာရည်ရွယ်ထားတာတွေအတွက်ဆိုလို့ရှိရင် going to ကိုသုံးပြီးတော့မှချက်ချင်းဆုံးဖြတ်လိုက်တာဂတိပေးထားတာခန့်မှန်းတာတွေအတွက်ဆိုလို့ရှိရင်တော့ will ကိုသုံးပါမယ်ပုံမြင်လေးကိုကြည့်လိုက်ရင်ရှင်းလင်းသွားမှာပါ The story of Jake's Sunday Jake ရဲ့တနင်္ဂနွေနေ့အစီအစဉ်Jake is going to have a busy Sunday. Jake ကအလွန်အလုပ်များတဲ့တနင်္ဂနွေနေ့တနေ့ကိုပိုင်ဆိုင်တော့မှာပါ He already has a plan. သူ့မှာအစီအစဉ်ရှိပြီးသားပါ And he knows what he wants to do. သူဘာလုပ်ချင်လဲဆိုတာသူသိပါတယ် First ပထမဆုံးအနေနဲ့ he is going to clean his room in the morning. မနက်ခင်းမှာသူ့အခန်းကိုအရင်တန့်ရှင်းလုပ်မှာပါ He decided this yesterday ဒါကိုသူမနေ့ကတည်းကဆုံးဖြတ်ပြီးသားပါ So it is a planned action ဒါဟာကြိုတင်စီစဉ်ထားတဲ့အပြုအမူတစ်ခုဖြစ်ပါတယ် After that အဲ့ဒီနောက်မှာတော့ he is going to meet his friend Anna for lunch သူကသူ့တငယ်ချင်း Anna နဲ့နေ့လယ်စာစားဖို့သွားတွေ့မှာပါ They arranged it last week သူတို့ကပြီးခဲ့တဲ့တစ်ပတ်ကလေးကကြိုတင်စီစဉ်ခဲ့တာမို့ so it is something scheduled ဒါဟာသတ်မှတ်ထားတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ် while Jake is walking to the kitchen Jake ကမိဖို့ချောင်းစီကိုသွားနေတော့မှပဲ he suddenly sees dark clouds outside အပြင်ဘက်မှာမဲမောင်နေတဲ့တိမ်တွေကိုရုတ်တရက်မြင်လိုက်ရပါတယ် oh no it's look like it is going to rain he says Oh မိုးရွာတော့မယ်ထင်တယ်လို့သူကပြောပါတယ် He thinks this because he can see the clouds သူမြင်လိုက်ရတဲ့တိမ်တွေကြောင့်ဒီလိုတွေးတာပါ It's a prediction based on evidence ဒါကမြင်လိုက်ရတဲ့အခြေအနေပေါ်မှာမူတည်ထားတဲ့ Hawking တစ်ခုခန့်မှန်းချက်တစ်ခုဖြစ်ပါတယ် He grabs his umbrella သူထီကိုယူလိုက်ပါတယ် A moment laterခဏအကြာမှာတော့ his phone rings သူ့ဖုန်းမြည်လာပါတယ် It's Anna စီရပါ Jake can you choose a place for lunch Jake နေ့လယ်စာစားဖို့နေရာကိုမင်းရွေးနိုင်မလား she asks သူမမေးလိုက်ပါတယ် Jake replies Jake ကပြန်ဖြေပါတယ် Sure ရတာပေါ့ I will look for a restaurant now ငါအခုပဲစားတောက်ဆိုင်ရှာလိုက်မယ် This is not plannedဒါကကြိုပြီးစီစဉ်ထားတာမဟုတ်ဘူး He decides it at the moment of speaking စကားပြောနေတဲ့အချိန်မှာပဲရုတ်တရက်ဆုံးဖြတ်လိုက်တာပါ Soon after မကြာခင်မှာပဲ Jake checks his wallet Jake ကသူ့ပတ်စံအိတ်ကိုကြည့်လိုက်တယ် I don't have enough cash he says ငါမှထုတ်ထားတဲ့ပတ်စံအလုံးလောက်မရှိဘူးလို့သူကပြောတယ်I will withdraw money before lunch ငါနေ့လယ်စာမစားခင်ပတ်စံထုတ်လိုက်မယ် Again this is a quick decision he makes right now ဒါကလည်းသူအခုချက်ချင်းဆုံးဖြတ်လိုက်တဲ့ရုတ်တရက်ဆုံးဖြတ်လိုက်တာဖြစ်တယ်ဒါကြောင့်မို့လို့ will ကိုသုံးထားတယ် but then he remembers something ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူကတခုခုကိုသတိရသွားပါတယ် Oh I already planned this oh ငါဒါကိုစီစဉ်ထားပြီးသားပဲ I'm going to withdraw money near the cafe ငါကဖေးနားမှာပတ်စံထုတ်မှာပဲ I decided that yesterday ဒါကငါမနေ့ကဆုံးဖြတ်ထားတာ This becomes an intention ဒါကကြိုပြီးတော့မှရည်ရွယ်ထားတာ not a sudden decision ရုတ်တရက်ဆုံးဖြတ်လိုက်တာမဟုတ်ဘူးဒါကြောင့်မလို့ I'm going to withdraw လို့သုံးထားတာဖြစ်ပါတယ် At noon the rain startsနေ့လယ်12နာရီလောက်မှာတော့မိုးစားရွာစားပြူလာပါတယ် Jake smiles Jake ကပြုံးလိုက်တယ် I knew it ငါသိတာပဲ It is going to be a wet day ဒီနေ့ကတော့ဆူနဲ့နေ့တစ်နေ့ဖြစ်တော့မှာ Later Anna messages him နောက်ပိုင်းမှာတော့ Anna သူစီ message ပို့ပါတယ် I'm running late ငါနောက်ကျနေပြီ I will take a taxi ငါ taxi စီးလာမယ်ဆိုတော့ဒါရုတ်တရက်ဆုံးဖြတ်လိုက်တာဒါကြောင့် will ကိုသုံးတယ် Jake laughs Jake ကရီလိုက်တယ် No problem I will wait for you ကိစ္စမရှိဘူးငါနင်းကိုစောင့်နေမယ်အခြေအနေအရဆုံးဖြတ်လိုက်တာမို့သူကလည်း will ကိုသုံးတယ် He didn't plan to wait longer အရင်တော့ကသူစောင့်ဖို့လို့ကြိုးစီစဉ်ထားတာမဟုတ်ဘူး but he decides spontaneously ရုတ်တရက်ဆုံးဖြတ်လိုက်တာပါအချင်းချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင် going to go things you decided earlier ကြိုပြီးတော့မှလုပ်မယ်လို့ဆုံးဖြတ်ထားတာမျိုး intentions ရည်ရွယ်ထားတာမျိုး predictions based on evidence မြင်လိုက်ရတဲ့အထောက်အထားပေါ်မူတည်ပြီးတော့မှ
သုံးသပ်လိုက်တာဥပမာခဏနေရလို့ပေါ့တိမ်အမဲတွေတွေ့တယ်ဆိုတော့အော်မိုးရွာတော့မှာပဲ it is going to rain ဘာလို့ဆိုသူတိမ်တွေကိုမြင်လိုက်လို့ will ကိုကြတော့ decisions made at the moment ဒါမှမဟုတ် instant decisions လို့ခေါ်တဲ့ရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်တာမျိုး I will look for a restaurant now ချက်ချင်းဆုံးဖြတ်လိုက်တာဖုန်းပြောနေရင်နဲ့ I will withdraw money quick decisions မြန် decision ချလိုက်တာငါမှပတ်စံထုတ်ထားတာငွေသားအလုံးလောက်မရှိဘူးဆိုတော့ तू ပတ်စံထုတ်ရမယ်ချက်ချင်းဆုံးဖြတ်လိုက်တာမျိုး I will wait for you ဒီလိုမြန်ဆုံးဖြတ်လိုက်တဲ့အချိန်မျိုးမှာ will ကိုသုံးပါတယ် Remember going to is for your plan ကြိုပြီးစီစဉ်ထားရင် going to will is for your quick decision ရုတ်တရက်ချလိုက်တဲ့ဆုံးဖြတ်ချက်ချမျိုးလုပ်မယ်လို့ရုတ်တရက်စဉ်းစားလိုက်တာမျိုးဆိုရင် will နဲ့သုံးမယ် promises ဂတိပေးလိုက်တာဆိုလို့ရှိရင်လည်း will နဲ့သုံးမယ်နောက်ဗီဒီယိုတွေမှာလည်းပုံမြင်လေးတွေနဲ့ဆက်ပြီးတော့လေ့လာကြရအောင် bye bye